လူတယောက်လောက်ကြမမြောက်တာနိုင်ပါဘူးမြောက်ချင်းမရှိတဲ့လူကလောက်ကြမမြောက်နိုင်ဘူးအခုလိုအခြေအနေဆိုပူတော်ဆိုးတဲ့ဒီမှာကြည့်လိုက်အခုလိုမျိုးတွေလောက်ပြီးစော်တာကအရန်အဆင်ပြေတယ်လူတွေတက်တယ်နော်ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီတိုင်းပဲလက်နဲ့တွားပြီးလမ်းခိုင်နေတော့တွားပြီးပဲအဲ့ဒါလက်တွေညောင်းမယ်ဟိုလူကလည်းပင်မန်းမှာကွာဒါပေမဲ့အခုလိုမျိုးတွေထည့်တာဆိုတာဒီကောင်စော်တာတစ်မျိုးရှိတယ်နောက်ပြီးတော့ဟိုအောက်ကနေထိတ်အထမ်းစော်လိုက်တာလည်းရှိတယ်ကွာဒါကတော့အထက်ကနေစော်လိုက်တယ်ဒီကောင်တော့ပြန်မဖြုတ်တော့ပြီးပဲတခါလဲစော်သွားတာလေကျွန်တော်တို့အောက်ကအထိတ်တဲ့စော်တာရှိသေးတယ်နော်မကြည့်အဲ့လိုစော်လာပြီဆိုရင်ဒါထည့်ရင်သူကနေသူနေပြီးကိုကနည်းနည်းလေးကြိုက်တာရုံနဲ့သူကသူအဆင်ပြေပြီနော်ကိုကတကူးတကားကြီးလိုက်တွားပြီးတော့တို့ပဲတကူးတကားကြိုက်ထားကြမျိုးတော့တော်ရုံတန်ရုံလေးပဲလောက်တာโอเคဒီကောက်ကြတော့ရောဒီကောက်ဆိုရင်လည်းအဲ့လိုပဲသူကအထမ်းလေးပေါ့နော်အထမ်းလေးပို့စံလောက်တာတယ်သူ့လာတင်မယ်တင်ပြီးသူကသူနေမယ်ကိုကတော့နည်းနည်းလေးပဲထိထားပြီးရောပဲနော်โอเคကျောင်းညီကိုတွေရောဘယ်နီးတန်းကိုကြိုက်တယ်မသိနော်ကျောင်းညီကိုတွေရဲ့ကြိုက်တဲ့နီးတန်းနဲ့ကျွန်တော်ပြောခဲ့ပြပါအောင်လောက်ဘူးနေတဲ့သူဆိုတိမယ်ဒီလိုမျိုးလောက်ကွက်တွေကြုံတဲ့သူဆိုတိပါတယ်အဲ့လိုမျိုးတွေအထက်ကနေအစာတိတ်ပြီးလောက်တာပိုပြီးအဆင်